9ရက်4လ2025စနေနေ့ညပိုင်းမှာရှင်ပြိုင်ကစားကြမဲ့အမှတ်ပေးပွဲစဉ်တွေရဲ့စိတ်ကြိုက်ရွေးချယ်မှုကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါကြော်ကြီးတဲ့ Master Facebook Page နဲ့ YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကြော်ကြီးပါဒီနေ့မှာဆိုရင်တော့ဒါစနေနေ့ညပိုင်းဖြစ်တဲ့အတွက်ကစားကြမဲ့ပွဲစဉ်တွေကတော့တော်တော်များများရှိပါတယ်တကယ်ကိုထိပ်သီးပိုင်းအသင်းတွေကစားကြမဲ့ပွဲစဉ်တွေတော်တော်များများရှိပါတယ်ဒီအသင်းကြီးတွေအနေနဲ့ဒါဒီနေ့ကစားပြီးလို့ဆိုရင်နောက်ထက်နောက်4-5ရက်ဒီမှာဆိုလို့ရှိရင်ပြန်ပြီးတော့ဒါချန်ပီယံလိတွေကစားရမယ့်ပွဲစဉ်တွေလည်းရှိတာကြောင့်ဒါပေးထားတဲ့ဈေးတွေနဲ့ကိုဒါကြေးတွေအောင်သွားနိုင်မလားအောက်သင်းတွေကပဲဒါကြေးတွေစားသွားမလားဆိုတာကိုကျွန်တော်ရဲ့သုံးသပ်မှုတွေနဲ့အတူဒါကြည့်လိုက်အောင်ဗျโอเคအဲ့တော့ဒါပထမဆုံးအနေနဲ့ကျွန်တော်ရွေးချယ်ပေးခြင်းတဲ့ပွဲစဉ်ကတော့အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တယ်မြန်မာစံတော်ချိန်6နာရီအစောပိုင်းကစားကြမယ်အေဗာတန်နဲ့ဒါအာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်လေးကိုအရင်ဆုံးအနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့အဝေးကွင်းအာဆင်နယ်အသင်းကတော့ level အပြည့်ရှုံးကြေးပေးထားခဲ့ပြီးတော့ဂိုးပေါင်းဈေးမှာတော့နှလုံးတည်ဆိုပြီးတော့ဖွင့်ထားတာတွေ့ရပါတယ်အဲ့တော့ပေးထားတဲ့ကြေးနဲ့ဂိုးပေါင်းဈေးနဲ့ကတော့ဒါတော်တော်လေးကိုဂိုးပေါင်းဈေးကချိုလေးကိုဖွင့်ထားတာတွေ့ရတယ်နှလုံးတည်အနေထားကတော့အာဆင်နယ်တို့လိုအသင်းမျိုးနဲ့ဒါတွေ့တဲ့အနေထားနှလုံးတည်ကနည်းနည်းပျော်ပြောင်းတဲ့အနေထားဂိုးအောက်စရိုက်ကိုဆွဲခေါ်ထားတဲ့အနေထားလို့တော့ယူဆလို့ရပါတယ်ဘာလို့လဲဆိုတော့အေဗာတန်အသင်းကအိမ်ဝင်းမှာဆိုလို့ရှိရင်ခံစစ်ပိုင်းမမကြောနဲ့ကိုကစားနိုင်တဲ့အသင်းတစ်သင်းလည်းဖြစ်တယ်တကယ်အိမ်ဝင်းကောင်းပြီးတော့ခံစစ်ကြစ်လေးကစားရတဲ့အသင်းတစ်သင်းဖြစ်တယ်ဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တုန်းကဆိုရင်အဝေးကွင်းကနေတော့မှပဲလီဗာပူးလိုအသင်းမျိုးကိုဂိုးပြတ်မရှုံးမဲနဲ့ဒါ1-0ဆိုရဲမပြတ်သားတဲ့ရလဒ်နဲ့ပဲရှုံးထားခဲ့ရတာဗျအဲ့တော့နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာလည်းပဲတည်ပွဲစဉ်တွေကဒါများတယ်၄ပွဲအတိကိုတည်ကြထားခဲ့တာဒီ United နဲ့တည်ကြတယ်တူတူ Bradford တို့ပြီးတော့ဒီ Wolverhampton တို့လိုအသင်းမျိုးတွေ West Ham တို့လိုအသင်းမျိုးတွေကိုတူတူ1-1ဆိုတဲ့ result မျိုးတွေနဲ့ကိုတည်ကြအောင်ဒါကစားထားနိုင်ခဲ့တာအခုနောက်ပိုင်းမှာဒါပုံစံကောင်းပြန်ပြီးတော့ရထားခဲ့တယ်လက်ရှိ Premier League အဆင့်စရာမှာဆိုရင်လည်းပဲအဆင့်15အထိကိုရောက်ရှိထားခဲ့ပြီးတော့ရမှတ်34မှတ်ဆိုတော့တန်းဆင်းသွားရဖို့လဲသူတို့အနေနဲ့မပူရဘူးဗျာအဲ့တော့ AC ပဲစိတ်လွတ်လက်လွတ်နဲ့အိမ်ဝင်းကနေပြီးတော့ကစားရမှာဖြစ်တယ်ဒါပေမဲ့အဝေးကွင်းကစားရမယ်အာဆင်နယ်အသင်းကတော့လက်ရှိမှာဆိုလို့ရှိရင်အဆင့်2မှာရောက်ရှိထားတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ဒီပွဲစဉ်ကစားပြီးလို့ဆိုရင်နောက်ထပ်ဒါ3-4ရက်ကြာလို့ဆိုရင်ချန်ပီယံလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီရီယယ်မက်ဒရစ်နဲ့ကိုအိမ်ဝင်းပြန်ပြီးတော့ကစားရမှာဖြစ်တဲ့အတွက်တကယ်ကိုသတိကြီးကြီးနဲ့အာဆင်နယ်တို့ကစားရပါလိမ့်မယ်အာဆင်နယ်အသင်းအနေနဲ့ဒါချန်ပီယံလိမှာလည်းကွာတာဖိုင်နယ်အထိကိုတက်လှမ်းထားနိုင်တာဖြစ်တဲ့အတွက်အိမ်ဝင်းပွဲစဉ်မှာကိုတကယ်ကိုချန်ပီယံလိရဲ့ဂုရုကြီးဖြစ်တဲ့ဒီရီယယ်မက်ဒရစ်တို့လိုအသင်းမျိုးနဲ့ကြတဲ့အနေအထားမျိုးမှာအိမ်ဝင်းမှာအမှတ်ကောင်းကောင်းယူထားနိုင်မှအဆင်ပြေလိမ့်မယ်အိမ်ဝင်းမှာဂိုးတွေဒါအဆင်ပြေပြီးတော့နိုင်ပွဲရလက်တွေဖော်ဆောင်နိုင်မှအဆင်ပြေလိမ့်မယ်ဒီလိုမှမဟုတ်ဘဲနဲ့အဆင်မပြေခဲ့လို့ဆိုရင်ဒါစပိန်ပြည်မှာအောင်ပွဲရဖို့တော့တော်တော်ခဲရင်မဲ့ပွဲစဉ်တစ်ပွဲကြောင့်အဲ့ဒီပွဲစဉ်အတွက်လည်းပဲအာဆင်နယ်အသင်းကြိုတင်ပြင်ဆင်ရနိုင်မယ်ဗျဒါကြောင့်မို့လဲဒီနှစ်သင်းတွဲဆုံမှုကဂိုးပေါင်းကြီးကဒါချိုသားနေတယ်လို့ပဲယူဆပါတယ်ဒါပေမဲ့အာဆင်နယ်အသင်းအနေနဲ့လက်ရှိအနေအထားမှာဆိုရင်တော့သူ့အနေအထားနဲ့သူဒါပွဲစဉ်တိုင်းကိုလည်းရတန်မှန်မှန်နဲ့ကိုဒါရှောက်လန်းထားနိုင်တာလည်းတွေ့ရတယ်နောက်ဆုံးကစားထားခဲ့တဲ့ပွဲစဉ်မှာဆိုရင်လည်းပဲဖူဟန်အသင်းကိုဒါအနိုင်ရထားခဲ့တယ်ပြီးတော့ဒီချက်ဆီကိုနိုင်ထားခဲ့တယ်အဲ့တော့ပွဲစဉ်တောက်လျှောက်အဆင်ပြေအောင်ကစားထားနိုင်ခဲ့တယ်ဗျပြီးတော့ဒါသူတို့ရဲ့အားထားတဲ့တိုက်စစ်ကစားသမားဖြစ်တဲ့စာကာလည်းပဲ injury ကနေပြီးတော့ပြန်ပြီးတော့ဒါတက်တာလာခဲ့တဲ့အနေအထားမှာပို့ပြီးတော့တချို့ပေါ်တကားလောင်းဒါအဆင်ပြေထားခဲ့တယ်ဗျအဲ့တော့ဒီနေ့ပွဲစဉ်မှာလည်းပဲအေဗာတန်အသင်းဘလောက်ပဲအဆင်ပြေစီအောင်တော့အာဆင်နယ်ရဲ့တိုးအားလှုပ်အားတွေနဲ့ကိုတောင့်ခံနိုင်မဲ့အနေအထားတော့မဟုတ်ပါဘူးနိုင်မယ်ဆိုရင်တော့မှပဲဒါကတ်နိုင်မဲ့အနေအထားလို့တော့ယူဆပါတယ် level အရှုံးဆိုတော့ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်အသာစီးကနေပြီးတိုက်စစ်ပိုင်းကွင်းလယ်ပိုင်းခံစစ်ပိုင်းကလုံးဝဒီအေဗာတန်ထက်တချောင်းပို့ပြီးတော့ကိုတာနေတဲ့အဝေးကွင်းအာဆင်နယ်ကိုပဲရွေးချယ်ပြီးတော့ကစားခြင်းပါတယ်ဒါနှလုံးတည်ဆိုတဲ့ဈေးကတော့ဂိုးပေါင်းဈေးကနည်းနည်းတော့ဒွိဟဖြစ်တယ်ဂိုးအောက်စရိုက်ကိုသွားမဲ့အနေအထားရှိသလိုဒါဂိုးအောက်ကိုပဲဘူကီကနေစီခြင်းပြီးတော့ဒါဂိုးပေါ်ရင်လည်းပေါ်သွားနိုင်တဲ့အနေအထားတွေလည်းရှိတာကြောင့်ကျွန်တော်ဂိုးပေါင်းစည်းကိုတော့ရွေးချယ်မပေးတော့ပါဘူးအဝေးကွင်းအာဆင်နယ်ရဲ့ body ကိုပဲအကြိုက်တွေ့ပါတယ်ဒါဆာကာရိုရီရဲ့တိုက်စစ်တွေကလုံးဝအဆင်ပြေတယ်ဆာကာဆိုလည်းပြီးခဲ့တဲ့ပွဲစဉ်ကဒါပါချင်းပဲပြန်ပြီးတော့ဒါဂိုးတွေရထားတာဖြစ်တဲ့အတွက်ယုံကြည်ချက်တွေလည်းပြန်ပြီးတော့ဒါရှိထားခဲ့တယ်ဗျအဲ့တော့ဒီနေ့ပွဲကအဓိကကစားသမားကြီးတွေကိုဒါအချိန်ပြည့်သုံးမသွားခဲ့ရင်တော့မှပဲဒါအဆင်ပြေမှာပါအေဗာတန်တို့အနေနဲ့ဒီပွဲစဉ်မှာလည်းဒါအိမ်ဝင်းဆိုပေမဲ့ဒါဂိုးတွေတော့ခွင့်ပြုပေးရမယ်အနေထားလို့ပဲယူဆပါတယ်ကျွန်တော်ကတော့ပထမရွေးချယ်မှုကတော့ဒါအာဆင်နယ်ရဲ့ body ကိုရွေးချယ်ပေးခြင်းပါတယ်
ဒုတိယပွဲစဉ်တစ်ပွဲကတော့မြန်မာစံတော်ချိန်17နာရီမှာကစားကြမယ်ပရီးမီးယားလိဂ်ရဲ့ပွဲစဉ်တစ်ပွဲပဲဖြစ်တဲ့ Aston Villa နဲ့ Nottingham Forest ရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားပါမယ်ဒီပွဲစဉ်မှာဆိုရင်တော့ Asian Aston Villa ကတော့ level အပြည့်ရှုံးအထီကိုကြေးကြောပေးထားခဲ့ပြီးတော့ဂိုးပေါင်းဈေးမှာဆိုရင်တော့နှလုံးအရှုံးအထီကိုစပြီးတော့ဖွင့်ထားတာတွေ့ရပါတယ်အဲ့တော့လက်ရှိနှစ်သင်းလုံးကတော့ဒီယာဒီမှာတော်တော်လေးကိုတင်းဖောင်အားကောင်းကောင်းနဲ့ကိုလုံးဝအဆင်ပြေနေတဲ့အသင်းနှစ်သင်းလည်းဖြစ်တယ်အေဗီလာအသင်းဆိုရင်လည်းပဲလူအင်အားတွေထပ်ပြီးတော့ဖြည့်တင်းပြီးတော့ကိုဒါချန်ပီယံလိဂ်မှာနောက်ထပ်အဆင်ပြေနိုင်အောင်တဆင့်ထပ်ပြီးတော့တက်နိုင်အောင်လို့ဖြည့်တင်းထားတာတွေ့ရတယ်ဖြည့်တင်းထားနိုင်တဲ့လောက်လည်းသူတို့ရဲ့လူခေါ်ယူမှုတွေကလုံးဝအဆင်ပြေထားခဲ့တယ်ဒါနောက်ခေါ်ထားတဲ့ကစားသမားတွေကခြေစွမ်းပြပြီးတော့ပွဲစဉ်တောက်လျှောက်မှာလည်းဂိုးတွေဒါသွင်းထားတာတွေ့ရတယ်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တုန်းကဆိုရင်လည်းပဲ Brighton ကို Z3 ဆိုတဲ့ရလက်မျိုးနဲ့ကိုအဝေးကွင်းကနေပြီးတော့ဂိုးအပြတ်အသက်သူတို့ဒီယာဒီကမှအသစ်ထပ်ဝယ်ထားတဲ့ကစားသမားတွေရဲ့ခြေစွမ်းပြမှုနဲ့ကို Z3 ရရှိခဲ့တာဖြစ်တယ်ဗျပြီးတော့ဒါ Nottingham Forest အသင်းဆိုရင်လည်းပဲလုံးဝအဆင်ပြေထားခဲ့တယ်နောက်ဆုံးပွဲစဉ်မှာဆိုလို့ရှိရင်အီလန်ဂါရဲ့တလုံးနဲ့တော့တွင်းကိုနဲ့ Manchester United အသင်းကိုဒါခံစစ်ကြောင်းပိတ်ဆို့ပြီးတော့တကယ်ကိုခံစစ်ကြောင်းကောင်းကောင်းမွန်မွန်နဲ့အမှားအယွင်းမရှိပိတ်ဆို့ပြီးတော့ကိုဒါအနိုင်ယူပြထားနိုင်ခဲ့တယ်ဗျနောက်ဆုံးကစားခဲ့တဲ့9ပွဲလုံးမှာတပွဲမှရှုံးမထားခဲ့တယ်လို့အေဘီလာလည်းပဲ9ပွဲလုံးမှာတပွဲမှရှုံးမထားသေးဘူးရတန်တကယ်မှန်နေတဲ့အသင်းနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုဖြစ်တယ်ဒါပေမဲ့ဒီပွဲစဉ်ကအင်ရှင်ဒီအေဘီလာထက်စားလို့ရှိရင် Nottingham Forest ကပို့ပြီးတော့ကိုနိုင်ပွဲရအောင်ကစားရမယ့်အနေအထားဗျာလက်ရှိမှာအဆင့်3ဒါရမှတ်အနေနဲ့ဒီအဆင့်4ကိုရမှတ်လေးနည်းနည်းပါးဖြတ်ထားနိုင်ခဲ့တယ်ဆိုပေမဲ့ထပ်ပြီးတော့ဖြတ်နိုင်အောင်လို့ဒီ Nottingham Forest ကလည်းစူးစမ်းရမယ်ဗျာအင်္ဂွင်းကစားရမယ့်အေဗီလာအသင်းကတော့လက်ရှိပရီးမီးယားလိဂ်မှာဆိုရင်တော့အဆင့်9အထိရောက်ထားခဲ့တယ်ရမှတ်48မှတ်သူ့အထက်ကအဆင့်6ကရမှတ်50ဆိုတော့ဒါနောက်ထပ်ဒီပရီးမီးယားလိဂ်မှာရက်လက်ကောင်းပိုင်ဆိုင်နိုင်ဖို့ຢာကိုအရန်ကြီးအာရုံထားချင်မှထားလိမ့်မယ်ဒါနောက်ထပ်ဒီပွဲစဉ်ကစားပြီးရင်နောက်ထပ်ကစားရမယ့်ပွဲစဉ်ကိုပို့ပြီးတော့ကိုအာယုံထားမယ်လို့ပဲမြင်ပါတယ်ဒီပွဲစဉ်ကစားပြီးရင်နောက်ထပ် PSG နဲ့အဝေးကွင်းကစားရမှာဆိုတော့အေဗီလာအသင်းအနေနဲ့လုံးဝသတိကြီးနဲ့ကိုဒါလူအင်အားပိုင်းတွေကိုမချွေမတာဘဲနဲ့ဒီပွဲစဉ်မှာသုံးပြီးကစားသွားမယ်ဆိုအဆင်မပြေနိုင်ဘူးအဝေးကွင်းလည်းကစားရမှာဖြစ်တဲ့အတွက်ပြင်သစ်မြေမှာတွားပြီးတော့ကစားရမယ့်အနေအထားမျိုးမှာအင်အားအနေနဲ့ဖူဖူလုံလုံနဲ့ကိုကစားမှအဆင်ပြေလိမ့်မယ်ဘာလို့လဲဆိုတော့ချန်ပီယံလိဂ်မှာတွေ့ရမယ့်အသင်းကပရီးမီးယားလိဂ်ကအဆင့်1ကတကယ်ကိုဖောင်ကောင်းနေပါတယ်ဆိုတော့လီဗာပူးတို့လိုအသင်းမျိုးကိုဖျောက်ချထားတဲ့အသင်းတစ်သင်းဖြစ်တဲ့ PSG နဲ့ကစားရမှာဆိုတော့လုံးဝသတိကြီးမှလည်းအဆင်ပြေလိမ့်မယ်အဲ့တော့ဒီပွဲစဉ်ကကျွန်တော်အနေနဲ့ level အပြည့်ရှုံးအထိအိမ်ဝင်းကကြေးဖွင့်လှစ်ထားခဲ့ပေမဲ့ဒါကစားသမားတွေကိုအလှည့်အပြောင်းသဘောမျိုးတွေနဲ့အသုံးပြုလာခဲ့ပြီးတော့နောက်ပွဲစဉ်အတွက်ပို့ပြီးတော့ဒါ focus ထားမဲ့အေဘီလာကဒီနေ့ပွဲစဉ်မှာအရန်ကြီးအားစိုက်လာလိမ့်မယ်တော့မထင်ပါဘူးပို့ပြီးတော့အားစိုက်လာပြီးတော့ဒါပွဲစဉ်တောက်လျှောက်တိုင်းမှာဂိုးတွေအမြဲတမ်းရနေတဲ့ Nottingham Forest ကိုပဲယုံကြည်ကြပါတယ်အနည်းဆုံးတော့တရေကြမဲ့ပွဲစဉ်တစ်ပွဲလိုပဲယူဆပါတယ်ဂိုးပေါင်းဈေးကိုလည်းလက်လွတ်ပေးလိုက်ပါမယ်ဒီပွဲစဉ်ကကျွန်တော်အကြိုက်ကတော့ဒါအဝေးကွင်းကစားရမယ့် Nottingham Forest ကိုပဲထပ်ပြီးတော့ယုံကြည်ကြပါတယ်ဗျနောက်ထပ်ပွဲစဉ်ကတော့မြန်မာစံတော်ချိန်9:30မိနစ်မှာကစားကြမယ့်အီတလီစီးရီး A ကမွန်ဇာနဲ့ကိုမိုရဲ့ပွဲစဉ်လေးကိုထပ်ပြီးတော့ပြောပြပါမယ်ဒီပွဲစဉ်မှာဆိုရင်တော့အဝေးကွင်းကိုမိုကတော့တလုံး90စားအထိကြေးကြောပေးထားပြီးတော့ဂိုးပေါင်းဈေးကနှလုံးအပြည့်ရှုံးအထိဖွင့်လှစ်ထားပါတယ်အဲ့တော့လက်ရှိဒီနှစ်သင်းလုံးရဲ့တင်းဖောင်အနေထားမှာဆိုရင်တော့ကိုမိုကတော့အဖက်ဖက်မှာလုံးဝအသာစီးရရှိထားခဲ့တယ်မွန်ဇာအသင်းကတော့ကစားပုံအရာကောဒါကစားသမားတွေစိတ်သက်ပိုင်းတွေကိုလက်ရှိဒီယာဒီတင်းဖောင်အနေထားမှာတော့လုံးဝအောက်ဆုံးကိုရောက်ရှိထားခဲ့တယ်အမှတ်ပေးမှာဆိုရင်လည်းပဲဒါဟိုအောက်ဆုံးအဆင့်မှာကြမ်းတိုက်ပြီးတော့ကိုဒီနေ့ယာဒီမှာပြန်ပြီးတော့တန်းဆင်းရမယ်အသင်းတစ်သင်းလည်းဖြစ်တယ်လက်ရှိ15မှတ်ပဲရထားသေးတယ်သူ့အထက်ကအဆင့်18တို့19တို့ကတော့20တို့23တို့ဆိုတော့တန်းဆင်းဖို့ရတော်တော်လေးခိုင်လုံနေပါပြီဘလို့မှအဆင်မပြေနိုင်တော့ပါဘူးပွဲကစားထားခဲ့တဲ့နောက်ဆုံး9ပွဲမှာဆိုရင်လည်းပဲတပွဲမှနိုင်ပွဲရှိထတာမရှိဘူးဗျာနောက်ဆုံးကစားထားခဲ့တဲ့ပွဲဆိုလို့ရှိရင်ကေကလာရီတို့လိုအသင်းမျိုးတွေကိုတော့မှပဲ3-0ဆိုပြီးတော့ဒါရှုံးနေထားခဲ့တာအဲ့တော့ဒါအဝေးကွင်းကိုမိုကတော့တလုံး90စားလဲကြေးပြက်တက်တက်ဖွင့်ထားရဲတယ်အဝေးကွင်းကိုတော့မှပဲတလုံး90စားဖွင့်ထားရဲတာတကယ်နိုင်မဲ့ကြေးလိုပဲယူဆပါတယ်ကျွန်တော်ကိုမိုရဲ့ body ကိုအကြိုက်တွေ့ပါတယ်ကိုမိုအသင်းအနေနဲ့ပွဲစဉ်တောက်လျှောက်တိုင်းမှာလုံးဝအပြန်အလှန်သွင်းကိုတွေရထားခဲ့တယ်နောက်ဆုံးပွဲ4ပွဲလောက်မှာဒါနိုင်ပွဲပျောက်ဆုံးထားတယ်ဆိုပေမဲ့သူအဲ့ဒီ4ပွဲမှာကစားထားခဲ့ရတာကအသင်းကြီးတွေတော်တော်များများပါပါတယ်ဒီရိုမာနဲ့ကစားခဲ့ရတယ်ပြီးတော့ AC Milan နဲ့ကစားခဲ့ရတယ်ဗျာဒီလိုအသင်းကြီးမျိုးတွေနဲ့ကိုဒါရှုံးထားခဲ့ရတာကတော့လုံးဝသွားပြီးတော့အပြစ်ပြောလို့မရဘူးနှစ်သင်းတရေကြထားတာကဗီနီစီယာနဲ့
အမ်ပိုလီကိုတည်ကြထားခဲ့တယ်ဂိုးလေးတွေရထားခဲ့အဲ့တော့ဒီနေ့ကတော့ကိုမိုအသင်းအနေနဲ့အကောင်းဆုံးပုံစံမျိုးနဲ့ကိုပြန်ပြီးတော့ကိုဂိုးတွေရအောင်စွမ်းဆောင်နိုင်မယ်လို့ပဲယူဆပါတယ်ဘာလို့လဲဆိုတော့တစ်ဖက်ပြိုင်ဘက်ကလုံးဝအဆင်မပြေဘူးခံစစ်ပိုင်းကွင်းလယ်ပိုင်းတိုက်စစ်ပိုင်းလုံးဝအဆင်မပြေဘဲနဲ့ဒီယာဒီမှာဂိုးတွေတော်တော်များများဂိုး90ကျော်ကိုခွင့်ပြုပေးထားရတဲ့အသင်းတစ်သင်းဖြစ်တာကြောင့်ကိုမိုဂိုးသွင်းရတာလွယ်ကူမဲ့ပွဲစဉ်တစ်ပွဲလို့ပဲယူဆပါမယ်ကိုမိုအသင်းကနေပြီးတော့ဒါရွေးပြီးတော့ထိုင်ထားမယ်ဆိုလို့ရှိရင်အနည်းဆုံးတော့တစ်ဝက်ကတော့စားရမယ်အနေအထားလို့ပဲယူဆပါတယ်တတိယမြောက်ရွေးချယ်မှုကတော့ကိုမိုရဲ့ body ပါနောက်ထပ်တစ်ပွဲကတော့မြန်မာစံတော်ချိန်8:45မိနစ်မှာကစားကြမယ်စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ Real Madrid နဲ့ Valencia ရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားပါမယ်ဒီပွဲစဉ်မှာဆိုရင်တော့ Asian Real Madrid ကတော့တလုံးအပြည့်ရှုံးအထိကိုကြေးဖွင့်ထားခဲ့ပြီးတော့ဂိုးပေါင်းဈေးမှာဆိုရင်တော့3လုံးတရီအထိကိုဖွင့်လှစ်ထားတာတွေ့ရပါတယ်အဲ့တော့ဒီနှစ်သင်းနောက်ဆုံးတွေ့ထားတဲ့ head to head မှာဆိုရင်တော့ဒါဂိုးပြတ်ထားတာမရှိဘူး Valencia ရဲ့အိမ်ကွင်းမှာ Real Madrid အသင်းအနေနဲ့ဒါ 1-2 ဆိုတဲ့ရလဒ်မျိုးနဲ့ပဲအနိုင်ရရှိထားခဲ့တာတွေ့ရတယ်လက်ရှိအနေအထားမှာ Real Madrid အသင်းအနေနဲ့ဒါပွဲပန်းထားတဲ့အနေအထားတော့ရှိတယ်ပွဲစဉ်တောက်လျှောက်မှာလည်းပဲ Real Madrid အသင်းအနေနဲ့ခံစစ်ကြောင်းကဂိုးတွေအမြဲတမ်းလိုပေးထားရတာလည်းတွေ့ရတယ်ဒါ clean sheet ရထားတဲ့ပွဲစဉ်ရဲ့ဆိုပြီးတော့ကိုဒါမရှိသလောက်လေးရှားပါတယ်သင်းငယ်လေးနဲ့တွေ့တဲ့အနေအထားတွေကိုဂိုးတွေပြန်ပြီးတော့ပေးထားခဲ့ရတာကတော်တော်လေးအခြေအနေဆိုးပါတယ်အဲဒါကြောင့်ဒီနေ့ပွဲမှာလည်းတလုံးအရှုံးအထိပေးထားတဲ့ဈေးကနည်းနည်းအန်တရယ်များတယ်လို့ပဲယူဆပါတယ်ဗလင်စီယာအသင်းကလည်းအခုနောက်ပိုင်းမှာပြန်ပြီးတော့ကစားပုံလေးဒါအခြေအနေကောင်းထားခဲ့တယ်နောက်ဆုံး9ပွဲမှာဆိုရင်အေတီကိုနဲ့ပွဲတစ်ပွဲကိုပဲရှုံးထားခဲ့ပြီးတော့ကျန်တဲ့4ပွဲမှာနှစ်ဖက်သွင်းဂိုးတွေဒါရရှိထားခဲ့တယ်ဗျာဗလင်စီယာလည်းပဲတိုက်စစ်ပိုင်းကဂိုးရအောင်ပြန်ပြီးတော့ကစားထားနိုင်တာကိုလည်းတွေ့ရတယ်အဲ့တော့တလုံးအရှုံးအထိပေးထားတဲ့အနေအထားမျိုးမှာနည်းနည်းတော့အန်တရယ်များတယ်လို့ပဲယူဆတယ်ကျွန်တော်ဗလင်စီယာရဲ့ body ကိုပဲရွေးချယ်ခြင်းပါတယ်နိုင်မယ်ဆိုရင်တော့မှပဲနှစ်ကိုမပြတ်လောက်မဲ့အနေအထားလို့ပဲယူဆပါတယ်ဘာလို့လဲဆိုတော့နိုင်အောင်တော့လည်းကစားလိုက်မယ်သူတို့အထိပ်သီးပိုင်းအသင်းနှစ်သင်းဖြစ်တဲ့ဘာစီလိုနာအသင်းကလည်းပဲတကယ်ကိုဖောင်ကောင်းနေတဲ့ Real Betis နဲ့တွေ့ရတာဖြစ်တဲ့အတွက် Real Madrid အသင်းအနေနဲ့အကောင်းဆုံးတော့ဒါအမှတ်ယူနိုင်အောင်တော့ကစားလိမ့်မယ်ဒါပေမဲ့ခံစစ်ပိုင်းဂိုးတွေပြန်ပြီးတော့ပေးရတဲ့အချက်ကိုမကြိုက်လို့ကျွန်တော်ဒါအဝေးကွင်းကိုပဲရွေးချယ်ပေးခြင်းဖြစ်ပါတယ်ပြီးတော့နောက်တစ်ချက်ကလည်းပဲတိတ်မကြတော့နောက်ထပ်4ရက်5ရက်လောက်ကြာလို့ဆိုရင်ချန်ပီယံလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီအာဆင်နယ်နဲ့ကိုတွားပြီးတော့ကစားရမှာလည်းဖြစ်တဲ့အတွက်ကိုဒါတတိကြီးကြီးနဲ့ကစားရမှာဗျာနိုင်ပွဲရလက်တို့ဘာလို့ဖော်ဆောင်နိုင်ပြီဆိုလို့ဆိုရင်Real Madrid အသင်းအနေနဲ့အဓိကကစားသမားတွေကိုကစားအားရှော့ချသွားလိမ့်မယ်လို့ပဲယူဆပါတယ်ပြီးတော့ Real Madrid နောက်ဆုံးကစားထားခဲ့တဲ့နောက်ဆုံး9ပွဲမှာဘယ်အသင်းကိုမှနှစ်ကိုပြထားတဲ့ပွဲစဉ်ရဆိုပြီးတော့မရှိထားသေးဘူးဗျ။ Real Sociedad ကိုနောက်ဆုံးကစားခဲ့တဲ့ပွဲမှာ4-4တည်ကြခဲ့တယ်။ Liga Net တို့လိုအသင်းမျိုးတွေကိုဒါ3-2နဲ့နိုင်ထားခဲ့တယ်။ဒီလိုမျိုးတွေဒါဂိုးတွေပြန်ပြီးတော့ပေးပြီးတော့ဂိုးအပြတ်အသတ်မသွင်းထားနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒါအဝေးကွင်းValencia ရဲ့ body ကိုရွေးချယ်ပေးခြင်းဖြစ်ပါတယ်။ Okay အဲ့တော့ဒီနေ့မှာလည်းကျွန်တော်အနေနဲ့ဒါအကြိုက်ပွဲလေးတွေကို၄ပွဲအထိကိုကြေးအောင်နိုင်ခြင်းအများဆုံးလို့ယူဆပြီးတော့ဒါရွေးချယ်ပြောပြပေးထားတာဖြစ်ပါတယ်။ညီကိုရီရဲ့အကြိုက်ချင်းနဲ့ထပ်တူကြမှာလိုက်ပြီးတော့ကစားပါအကြိုက်ချင်းထပ်တူမကြဘူးဆိုရင်တော့မကစားပါနဲ့လုံးဝဒါတယောက်နဲ့တယောက်လည်းအကြိုက်ချင်းထပ်တူကြဖို့ရလဲခဲရင်ပါတယ်။ကိုနဲ့ကြိုက်ချင်းထပ်တူကြပြီးတော့ဒါတကယ်စိတ်တန်တဲ့ပွဲစဉ်တွေကိုပဲရွေးပြီးတော့ကစားပါလို့လည်းမြေတားရက်ခံခြင်းပါတယ်ဗျ။ပြီးတော့ဒါအခုကျွန်တော်ဗီဒီယိုကိုကြည့်နေညီကိုရီထဲမှာကျွန်တော်အားပေးရဆိုရင်တော့ဒါကျွန်တော်စီမှာဒါအားပေးတဲ့အနေနဲ့လာပြီးတော့အကောက်ဖွင့်ပြီးတော့ဒါကစားလို့ရပါတယ်။ online betting အနေနဲ့ဒါအကောက်ဖွင့်စော်ကစားရတာကတော့လုံးဝအဆင်ပြေပါတယ်။ကိုကြိုက်တဲ့ကြေးတွေနဲ့ကိုဒါကစားရမှာလည်းဖြစ်တယ်။ကြေးအသာစီးစားတွေအသာတွေနဲ့ကိုဒါကစားရမှာဖြစ်တဲ့အတွက်လုံးဝအဆင်ပြေပါတယ်။ပြီးတော့ဒါကျွန်တော်အခုပြောသလိုမျိုး online မှာမကစားတတ်ဘူးကြေးတွေနားမလည်ဘူးဆိုတဲ့ညီကိုတွေအတွက်လည်းပဲကျွန်တော်အပြင်ကြေးဖွင့်ပေးထားပါတယ်။အပြင်ကြေးကိုတော့ညနေပိုင်း9နာရီကနေပြီးတော့ဒါမနက်ခင်းဘောလုံးပွဲတွေအားလုံးပြီးရဲ့အထိကစားခြင်းတဲ့ပွဲတိုင်းကိုကျွန်တော်လက်ခံပြီးတော့ကစားပေးသွားမှာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့အပြင်ကြီးကစားခြင်းတာပဲဖြစ်ဖြစ်အကောက်ဖွင့်ပြီးတော့ကစားခြင်းတာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ Viber Telegram နံပါတ်တွေကိုဆက်သွယ်လာခဲ့ပေးပါကျွန်တော်အခုဗီဒီယိုအောက်မှာနံပါတ်တွေချပေးထားပါတယ်။အပြင်ကြီးကိုတော့လုံးဝအကောက်မယူပါဘူး website မှာရတဲ့စာအတိုင်းပြန်ပေးသွားမှာပါ။ပြီးတော့ကျွန်တော်တို့ K9 ဝင်းနဲ့အတူလက်တွဲပြီးတော့လည်း agent အဖြစ်လုပ်ကင်လို့ရပါတယ်။ agent အဖြစ်လုပ်မယ်ဆိုရင်တော့လစာတွေ commission 30%နှုန်းတွေလစဉ်အပူစုလက်ဆောင်တွေပေးသွားမှာပါဒါကြောင့်မို့တကယ်တမ်းစိတ်ပါတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Viber Telegram နံပါတ်တွေကိုဆက်သွယ်လာခဲ့ပေးပါအသေးစိတ်တစ်ခုချင်းရှင်းလင်းပြောပြပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးရွေးချယ်မှုဗီဒီယိုတွေကိုအမြဲတမ်းလိုတင်ပေးနေတဲ့ကျွန်တော်ရဲ့ YouTube Channel ကိုလည်း Subscribe မနှိပ်ရသေးရင် Subscribe နှိပ်ပြီးတော့အားပေးထားခဲ့ကြပါဦးဒါနောက်နေ့မှာလည်းပဲအကောင်းဆုံးရွေးချယ်မှုတွေနဲ့အတူပြန်လာပါမယ်ဟုတ်ကဲ့ကျွန်တော်ကတော့ကြော်ကြီးပါ